ဒီဆက်ပြလေးတွေကဒါလေးတွေကရိုးရိုး botanical base soap နဲ့လုပ်ထားတာเนาะဒါကတော့ aura ကြလို့ပေါ့ဒါကတော့ရွှေဆက်ပြလေးပေါ့เนาะ gold collagen ဆက်ပြလေးပါဒါလေးကတော့တုံးလိုက်တယ် aura အတွက်ပဲဆိုတော့လေအိမ်မှာလည်းကိုလောက်ထိုင်များနေဒါလေးကတော့ဒါကအလိုဗီရာပေါ့เนาะရှားဆောင်လက်ပတ်ဆက်ပြပေါ့ဒီမှာရှားဆောင်လက်ပတ်ဆက်ပြကိုဒီလိုမျိုးကြည်ပြီးတော့တောက်နေရလေးလိုချင်ရင်ဒါပါနဲ့လောက်တာလဲဆိုတော့ကျမတို့ကဒါရှားဆောင်လက်ပတ်အနှစ်ကို PG နဲ့စိန်လိုက်တယ်ပေါ့เนาะသူ့ရဲ့ extract ပေါ့ရှားဆောင်လက်ပတ် extract ခေါ်တာပေါ့အဲ့ဒါလေးနဲ့လောက်တာပါဒါလေးတော့ဒါကိုကြိုက်လောက်တာပေါ့เนาะဒါကတော့တပုတ်ဦးလေးထည့်ပြီးလောက်ထားတာဒါတပုတ်ဦးလေးတွေနဲ့ပေါ့เนาะတပုတ်ဦးကတော့ကိုကြိုက်ပေါ့ဒါကိုလုံးလဲတိုက်လို့ရတယ်ပေါ့เนาะလက်တို့ပါတော့ねတပုတ်ဦးကတော့သိတဲ့အတိုင်းပဲတော့ကြီးချွတ်တဲ့နေရာမှာလည်းအရန်ကောင်းတယ်အဲ့တော့အသားရည်ဒီလက်တို့လေဘင်းတို့နောက်ကျောတို့ပေါ့နော်လေဘင်းရဲ့နောက်ကျောတို့အဲ့ဒါမျိုးတွေမဲနေဆိုရင်ဒီတပုတ်လေးနဲ့တိုက်ပြရတာအရန်ကောင်းတယ်ပေါ့နော်အဲ့ဒါလေးတွေလှုပ်ထားတာပြတာပါဒါဘေးဆုပ်လုံကြီးကတော့မခက်ဘူးနော်မခက်တော့ကြတော့လုံကြီးကိုအထုတက်လည်းမပြောတော့ဘူးဆက်ပြလေးတွေပဲလာပြတာနော်